ဘာမုန်းနဲ့ဝင်တာလဲ corruption မုန်းနဲ့ဝင်တဲ့အခါမှာဒီလိုမျိုးတက်ပါတယ် Facebook မုန်းနဲ့ဝင်ဘာလို့တက်လဲ Android for Android လို့တာ interface အဲ့လိုပေါ်ဖို့တော့ဘာ driver ကျင်းတာလဲ ဒီလိုပေါ်ဖို့တော့ဘာပေါ်လို့လဲအဲ့ driver ဘယ်ထဲမှာရှိနေရလဲငါပြလိုက်တဲ့ mobile driver ရှိနေတယ်ပေါ့ရေးမလားဒါလေးရပြီဆိုရင် requirements ကိုပြန်စဉ်းစားမယ် requirements ကနံပါတ်1 firmware file Facebook firmware နဲ့ပဲရေးမှာ extension က DGZ နဲ့လာတဲ့ firmware file အတူတူပဲမနေ့ကနှစ်ခုနဲ့အတူတူပဲနံပါတ်2 driver နဲ့မှာပါကြောင်းရလဲ Qualcomm USB driver နံပါတ်3မနေ့ကလိုပဲ Xiaomi Flash 2နဲ့ရေးမယ်အဲ့တော့ procedure Xiaomi Flash 2ကိုဖွင့်တယ် procedure Xiaomi Flash 2ကိုဖွင့်တယ်အတူတူပဲเนาะမနေ့ကအတိုင်းပဲပြီးရင်ဗာဆက်လုပ်ရမလဲXiaomi Flash 2ဖွင့်ပြီးဗာဆက်လုပ်ရမလဲလိုက်ပြောဘာမှရှိနေရလဲခုန desktop ပေါ်မှာ TGZ file ဖြစ်နေရင်ဘာလုပ်ထားရမလဲ extract to နဲ့ဖြည့်ထားမယ်ဖြည့်ထားမှဒီမှာလာပေါ်မှာ extract to နဲ့မဖြည့်ထားရင်ဒီနေရာမှာဘာမှမပေါ်နေဘူး folder ကိုပဲပေါ်ပေးနိုင်တယ်ဒီနေရာအဲ့တော့အခုကဖြည့်ပြီးသားမို့လို့အမှမဖြည့်တော့တာဒါကိုနှိမ့်ရမှာလား image ကိုနှိမ့်ရမှာလား image အပေါ်ဘက်က folder ကိုနှိမ့်မယ် image အပေါ်ဘက်က folder ကိုနှိမ့်မယ် okay ပြီးတော့ဖုန်းကို production mode နဲ့ကြိုးချိတ်ထားတယ် refresh လုပ်တယ်ပေါ်တက်ရမယ်ကလေးကနောက်ဆုံးပါလေ refresh လုပ်တယ် refresh လုပ်တာဘာလို့မလဲဒီမှာတက်နေတဲ့ဟာဒီမှာ device သိအောင် refresh လုပ်ပေးရမယ်ပြီးရင်ကလေးကလုပ်မယ်ပြီးရင် flash ကိုနှိပ်မယ်